အလတ္တဝိတ္တံတပ္ပတိတဲ့ရသင်ရတိုက်တဲ့ဥစ္စာတွေစီးပွားတွေရသင်ရတိုက်တဲ့အချိန်တွေမှာရမထားဘူးရမနေဘူးဆိုရင်စိုးရိမ်ပူပန်ရတတ်တယ်လေဒါကြောင့်ငွေမရှိပဲသင်မအိုးပါစေနဲ့လို့ပြောကြတာပေါ့သိရင်ငွေဆိုတာကိုယ့်နောက်မပါပေမဲ့နေစဉ်မှာတော့လေဘဝရက်တည်နေနိုင်ဖို့ငွေကလိုအပ်တယ်ငွေမရှိပဲအိုးလာခဲ့မယ်ငွေမရှိပဲနားလာခဲ့မယ်ဆိုရင်တော့ဣတိပစ္စာနုတ္တပတိတဲ့နောင်တကောင်းကောင်းရလိမ့်မယ်လို့ဆိုတယ်ငွေမရှိပဲမွေးလာတာငွေမရှိတဲ့မိဘဆွေမျိုးအတိုင်းဝိုင်းကြမှာလူဖြစ်လာရတာကကို့မှာတာဝန်မရှိပါဘူးဒါပေမဲ့ငွေမရှိပဲစင်စင်ငင်းငင်းနဲ့အိုမင်းလာတာကတော့ကို့မှာတာဝန်အပြည့်ရှိတယ်ဒါကြောင့်အလတ္တဝိတ္တံတပ္ပတိဆိုတဲ့အတိုင်းရသင်ရတိုက်တဲ့အချိန်မှာငွေကိုမရခဲ့ဘူးဆိုရင်ကို့ဘဝစိုးရိမ်ပူပန်ရမှာမို့ရသင်ရတိုက်တဲ့အချိန်မှာငွေကိုရအောင်ရှာခဲ့ပါနောက်ပုပ္ပေအတ္တမှုဒါနိတံတဲ့ကြိုးကြိုးတင်းတင်းငယ်ရွယ်တဲ့အရွယ်မှာငွေရနိုင်တဲ့နီလန်းနေငွေရဖို့ပညာတွေကိုမစည်းပူးခဲ့ဘူးမသိယူခဲ့ဘူးဆိုရင်လေဣတိပစ္စာနုတ္တပတိတဲ့နောက်အခါမှာစိုးရိမ်ပူပန်ရတတ်တာပဲသိပ္ပသမန္တနာနတ္ထိအတတ်ပညာမရှိတဲ့သူဟာဥစ္စာရှိဖို့မလွယ်ဘူးလို့ဆိုတယ်ပညာဇီဝိန်သူဇီဝိတမဟုတိထံပညာနဲ့အသက်မွေးခြင်းဟာအကောင်းဆုံးအသက်မွေးခြင်းလို့လဲဆိုတယ်လူကိုခရောင်းကြိုက်ရင်ကူလီအလုသမားပဲဖြစ်မှာအုံနှောက်ကိုခရောင်းကြိုက်နိုင်မှဘဝမှာအလုရှင်ဖြစ်နိုင်တယ်အုံနှောက်ကိုခရောင်းကြိုက်ဖို့ဆိုတာအတတ်ပညာအသိပညာတွေရှာဖွေစုဆောင်းထားနိုင်မှဖြစ်မှာမဟုတ်လားဒါကြောင့်ဒုတိယအရွယ်မှာပညာရှာကြရတာဖြစ်တယ်ပညာမရှိရင်ဥစ္စာရှိဖို့မလွယ်ဘူးဥစ္စာမရှိရင်လည်းဘဝမှာရက်တီဖို့ဆိုတာလွယ်လှမယ်မဟုတ်လားဘူးနာပုပ္ပေဒနမေသိတ္တံရှင်းငယ်ငယ်ရွယ်ရွယ်တုန်းကလည်းငွေကိုရှာဖွေပြီးတော့စုဆောင်းထားခဲ့တာလည်းမရှိဘူးဆိုရင်ကိုလုံနိုင်ကိုင်နိုင်တော့အရွယ်ကတန်မာတော့အရွယ်ကလည်းငွေကိုရှာဖွေပြီးတော့စုဆောင်းထားခဲ့တာမျိုးမရှိခဲ့ဘူးဆိုရင်လည်းပဲဣတိပစ္စာနုတ္တပတိနောင်အခါမှာစိုးရိမ်ပူပန်မှုတွေဖြစ်တတ်တာပဲကြိုးစားရှာချွေတာစုလို့လူဆိုတာဒီတိုင်းကြီးအမြဲတမ်းနေနေတာမဟုတ်ဘူးတဖြည်းဖြည်းနေတိုင်းအိုးပြီးလာနေတာရက်မနေဘူးအဲ့ဒီလိုလူအိုးလာတဲ့အခါလူဟာမတန်ဆွမ်းတော့ဒါကြောင့်စိန်နောဟောတိဇရာပိဘူတောအတ္တမယပရဏာယလို့ဆိုတယ်။အိုမင်းလာပြီဆိုရင်ကြိုးစားအားထုတ်လောက်ကင်ရှာဖွေလို့မရတော့ဘူး။အချိန်အခါမဟုတ်တော့ဘူးလို့ဆိုတယ်။ငွေမစုဆောင်းတဲ့သူတွေဟာရင်ကောင်းနေလို့အမြဲတမ်းရှာဖွေနေရတယ်လို့ဆိုတယ်။ပြားကောင်တွေကြတော့ရှာဖွေပြီးတော့စုဆောင်းတတ်လို့ယာစီဥရုတွေကြောင့်မရှာဖွေနိုင်တဲ့အခါတွေမှာလည်းမပူရဘူးလို့ဆိုရမှာပေါ့ဒါကြောင့်ဘဝမှာနံပါတ်1ငွေကိုရအောင်ကြိုးစားပါငွေကိုအမြဲဝန်းနေနိုင်အောင်ရတဲ့ရတိုက်တဲ့ငွေရနေအောင်ကြိုးစားပါနံပါတ်2ငွေရနိုင်တဲ့ငွေရမဲ့နီးလန်းနေပညာတွေကိုတက်မြောက်အောင်ကြိုးစားပါနံပါတ်3အတတ်ပညာမရှိဘဲငွေရှာရတာဟာဆင်းရဲပင်ပန်းလှတယ်နံပါတ်3ငွေကိုစုဆောင်းပါအိပ်ပေါင်းနဲ့ဖားကောက်ရှာဖွေဝါမျိုးမလုပ်ပါနဲ့ဒီအချက်3ချက်နဲ့မညီညွတ်ရင်နောင်မှာနောင်တာကောင်းကောင်းရလိမ့်မယ်လို့ငွေနဲ့ပတ်သက်တဲ့လမ်းညွှန်ချက်3ချက်ကိုပြောကြရင်ကြပြာလေးတစ်ပုဒ်နဲ့ပဲညီကုံချုပ်ချင်ပါတယ်လူမှန်ရင်ငွေရှာချွေတာစွာသုံးဆွဲသေရမှာငွေမပါတော့လဲသူကိုတွဲထူလို့ဆွဲမယ်ကုသိုလ်နဲ့လဲတဲ့အားလုံးဘဝကိုမပူမပင်လေးနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းညီကုံချုပ်လိုက်ပါတယ်